ဒါနသီလဘာဝနာကုသိုလ်၃မျိုးအဆင့်30နဲ့မြတ်စွာဘုရားဟောတာဒါနဆိုတဲ့ကုသိုလ်ကောင်းမှုကလည်းတစ်ဖက်ကတဏှာကပါလာတဲ့စိတ်ထဲမှာစွဲနေတဲ့မကောင်းတဲ့အကုသိုလ်အညစ်အကြေးကိုဆေးကြောပြစ်တာပဲဘယ်အကုသိုလ်ကိုဆေးကြောလဲလို့ဆိုဒါနကောင်းမှုပြုလုပ်ခြင်းအပြင်မစ္စရိယငါသာသုံးမယ်ဆိုတဲ့ကိုယ်တည်းသာစဉ်းစားတဲ့မစ္စရိယအကုသိုလ်ဆေးကြောလိုက်တာငါအတွက်သာလို့တစ်လျှောက်လုံးစဉ်းစားလာပြီဒါနကောင်းမှုလုပ်လိုက်တဲ့အခါသူ့အတွက်ဆိုတာစဉ်းစားလာအဲ့ဒီစဉ်းစားလာတဲ့ကုသိုလ်ကနယ်တဲ့ကုသိုလ်မဟုတ်ဘူးနော်လူတွေရဲ့စိတ်ထဲမှာဒါဖြစ်ဖို့ကွာဒါမှခဲနေတာတန်ကြောင့်မစ္စရိယဆိုတဲ့တရားကိုတော်လာလိုက်တာမစ္စရိယရဲ့အဓိပ္ပာယ်ပေါ်ထားတာစကားလုံးလေးကမစ္စရိယဆိုတဲ့စကားလုံးကိုမာအစ္စရိယလို့ပုတ်ခွဲလိုက်ပြီးတော့မာက negative အစ္စရိယဆိုတာအံ့ဩဖွယ်အခြေအနေပြည့်စုံတဲ့အခြေအနေတစ်ခုဒီလိုအခြေအနေကောင်းတစ်ခုဟာသူများတွေမှာမဖြစ်ပါစေနဲ့ငါမှသာဖြစ်ပါစေဆိုတဲ့အဲ့ဒီအတွေးကိုမစ္စရိယလို့ခေါ်တာဒါပါလဲလို့ဆိုကိုယ်သာရခြင်းနဲ့ကိုယ်သာကြီးပွားခြင်းနဲ့တစ်ဖက်သားတွေကြီးပွားတာကိုမလိုလားဘူးဆိုတဲ့စိတ်ပဲအဲ့ဒီစိတ်ဟာအလွန်အကျွံကြီးထွားလာတဲ့အခါမှာပို့ပြီးတော့လှုပ်ကြီးအောက်လာတဲ့သဘောတွေပေါ်လာတတ်တယ်အဲ့ဒီစိတ်ဟာအနည်းနဲ့အများတရားရည်ရဲ့တဏ္ဍာမှာဖြစ်လိမ့်ရှိတယ်အဲ့ဒါကြောင့်ဒါနကောင်းမှုလုပ်ခြင်းအပြင်အဲ့ဒီမစ္စရိယရဲ့အတွေးဟာဖယ်ရှားပြီးသားဖြစ်သွားတယ်ငါသာဆိုတာမဟုတ်ဘူးသူ့အတွက်စဉ်းစားလာတယ်အများအတွက်စဉ်းစားလာတယ်အဲ့ဒီကုသိုလ်ဟာနေတဲ့ကုသိုလ်မဟုတ်ဘူးမစ္စရိယဆိုတဲ့စိတ်ထဲကအညစ်အကြေးကိုဆွကြောလိုက်တာပဲနောက်တစ်ခုကကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုရထားတဲ့ပစ္စည်းတစ်ခုအပေါ်မှာလူတွေဟာဆုပ်ကင်ထားတယ်ဆုပ်ကင်ထားလို့တစုံတစ်ယောက်ကလာပြီးတော့ကိုယ်ပစ္စည်းကိုနှောက်ယှက်ပေးမယ်ဆိုရင်ဒေါသတွေဖြစ်မယ်ဆုပ်ကင်ထားတာကလောဘနောက်ထပ်ဆက်တွဲဖြစ်ပေါ်လာတာကအကုသိုလ်ဒေါသစတဲ့အကုသိုလ်တွေဖြစ်လာအဲ့တော့ဒါနကောင်းမှုလုပ်လိုက်တဲ့ဖြင့်ဆုပ်ကင်ထားတာမရှိတော့ဆုံးလွတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒါလဲနဲတဲ့ကုသိုလ်မဟုတ်ဘူးနော်အများကြီးပဲမတန်ကြီးမားတဲ့ကုသိုလ်လို့ခေါ်တယ်ဒီကုသိုလ်ကအသေးဖွဲမဟုတ်ဘူးတေချာအလေးနဲ့စဉ်းစားခြင်းလူရဲ့စိတ်ကိုလေ့ကျင့်ပေးတာကြည့်လောဘဆိုတဲ့အဆိုးတရားဒေါသဆိုတဲ့အဆိုးတရားမစ္စရိယဆိုတဲ့အဆိုးတရားကိုဒါနကောင်းမှုလုပ်ခြင်းအပြင်ဖယ်ရှားပြစ်လိုက်တယ်ဟုတ်ပြီအဆိုးတွေသာဖယ်ရှားတာအကောင်းကဘာရလိုက်တာတုံးလို့မေးလို့ရှိရင်အလောဘဆိုတဲ့ generosity ဆိုတဲ့မွန်မြတ်တဲ့စိတ်ထားတစ်ခုရလာအဒေါသဆိုတဲ့တစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့မေတ္တာဆိုတဲ့တရားကိုယ့်ရင်ထဲမှာရောက်လာတရားဆိုတဲ့ယုံကြည်ဆုံးဖြတ်နိုင်မှုကိုယ့်ရင်ထဲမှာရောက်လာတယ်။အကျဉ်းအားဖြင့်အလောဘရဲ့အဒေါသရဲ့တတ္ထာရဲ့ဆိုတဲ့တန်မိုးရှိတဲ့စိတ်နေသဘောထားတွေကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီးအဆိုးတရားတွေဟာနောက်ဆုတ်သွားတယ်။အဘာဝရဲ့တိုက်ပွဲကြီးတစ်ခုပဲမှန်တာ။နော်လူတွေရဲ့တဏ္ဍာမှာအကောင်းနဲ့အဆိုးဆိုတာတွဲပြီးတော့နေတာဟုတ်တယ်လေစားတဲ့အစားစားတဲ့တောင်မှကျမ်းမာရေးထိခိုက်တဲ့အစာရှိတယ်ကျမ်းမာစေတတ်တဲ့အစာရှိတယ်အဲ့တော့ကျမ်းမာရေးထိခိုက်တဲ့အစာခန္ဓာကိုယ်မကောင်းတဲ့အကျိုးတွေတက်ရောက်စေတတ်ပြီးကျမ်းမာရေးကောင်းစေတတ်တဲ့အစာအာဟာရတွေကလူခန္ဓာတန်ဆွမ်းမှုအင်အားပလာတွေကိုဖြစ်စေကောင်းကျိုးချမ်းသာတွေကိုဖြစ်စေဘယ်နေရာပဲဖြစ်ဖြစ်အဆိုးနဲ့အကောင်းရှိတယ်အဲ့ဒီရှိနေတဲ့တည်းပဲအဆိုးကိုအဆိုးမှန်သိပြီးအကောင်းတဲ့အစားထိုးဖယ်ရှားခြင်းဟာဒါကိုမြတ်စွာဘုရားကကုသိုလ်လုပ်ငန်းလို့ဟောတာနော်ကုသိုလ်ဆိုတာဒါကိုပြောတာကုသိုလ်ဆိုတာဘာလဲဒုက္ခဝိပါက
ကိုယ်တဏ္ဍာမှာကောင်းကျိုးတွေကိုဖြစ်စေနိုင်တဲ့တရားလို့ဆိုလိုတာလေလူတိုင်းဟာကောင်းကျိုးဆိုတာဘာတော့ပြောရမယ်ဆိုလို့ရှိရင်ကောင်းရာသူဂတိဘုံရောက်တာလဲကောင်းကျိုးပဲအသိဉာဏ်ရှိတဲ့လူဖြစ်တာလဲကောင်းကျိုးပဲကျမ်းမာတာလဲကောင်းကျိုးပဲအသက်ရှည်တာလဲကောင်းကျိုးပဲဒီကောင်းကျိုးတွေမရကြဘူးလားဆိုရကြတယ်ဒါဖြင့်အလိုလျောက်ရတာလားဆိုတော့မဟုတ်ဘူးဘသူကပေးတော့ဆိုကုသိုလ်တွေကပေးတာဟောဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့ကောင်းကျိုးကိုလိုချင်လို့ရှိရင်ကုသိုလ်ကောင်းမှုတွေကိုလုပ်ကြဒါဒါနကုသိုလ်လေးကိုပဲဒီလောက်ရှိစွန့်လွတ်နိုင်နောက်တစ်ခါသီလကုသိုလ်ကိုကြည့်လိုက်အောင်လားသီလဆိုတာလူတွေကထင်တယ်ဒါနကတော့ဟုတ်တယ်ကိုကလှူလိုက်လို့တစ်ဖက်သားရသွားတယ်အများကောင်းကျိုးပေးတာလို့ဒါနလုပ်ငန်းဟာအများအတွက်ဖြစ်တယ်လို့ဒီလိုထင်တယ်သီလကလည်းပဲထို့အတူပဲကိုယ့်အတွက်တာမကဘူးအများအတွက်ဖြစ်တယ်သီလလူတယောက်ကသီလစောင့်လိုက်တဲ့ဖြင့်သူဟာမြည်သည့်တ attva ကိုမှမတတ်တော့ဘူးရှောင်ကျင်လိုက်တယ်ဆိုတော့သူ့အကြောင်းပြုပြီးအနေကင်းသွားပြီလေဘေးကလူတွေကဘသူကိုဘာမှဒုက္ခမပေးတဲ့လူတယောက်ကြည့်တယ်လူတယောက်ကသူများအသက်တွေတတ်ပြီးဒုက္ခပေးနေတဲ့လူတယောက်ဆိုရင်ဘယ်သူမှဒီအိတ်ကောင်းခြင်းအိတ်ကြရမှာမဟုတ်ဘူးကြောက်နေကြရမှာဩပါဏာတိပါဒဝေရမဏိဆိုတဲ့သီလဆောက်တည်လိုက်တာဟာတရားတွေအားလုံးအတွက်အကာအကွယ်ဖြစ်သွားတာဘလောက်တန်ဖိုးရှိလဲတမန်အားဖြင့်ကြည့်မယ်ဆိုရင်သီလဆိုတာကိုယ့်ကိုယ်စောင့်တာလို့ဒီလိုထင်မိမယ်အများအတွက်လှုပ်လိုက်တဲ့ပရဟိတလုပ်ငန်းတစ်ခုပဲဒါကြောင့်သီလစောင့်တာလည်းပရဟိတပဲအတ္တဟိတလုပ်ရင်အပြင်သူတစ်ပါးရဲ့အကျိုးစီးပွားဖြစ်သွားတယ်အများကြီးအကျိုးဖြစ်သွားတယ်အဒိဏဒါနဆိုတာလည်းကိုယ်ပစ္စည်းကိုခိုးတာမဟုတ်ဘူးသူများပစ္စည်းကိုသူရဲ့ပစ္စည်းကိုမတရားယူတဲ့ဖြင့်စိတ်ဆင်းရဲမှုကြုံမဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးအလုံးစိတ်ချမ်းသာသွားကြဒါလည်းအများအတွက်အကျိုးဖြစ်တယ်ကာမေတုမိစ္ဆာစာရဆိုတာလည်းထို့တူပဲအများအတွက်အကျိုးဖြစ်တယ်မုတ္တဝါဒဆိုတာလည်းအများကိုလိမ်လည်ပြီးတော့အများရဲ့အကျိုးပျက်စီးအောင်လုပ်တယ်ဟောစောင့်ရှောက်လိုက်တဲ့ဖြင့်အများအကျိုးမပြတ်တော့ဘူးသူရမေရိယဆိုတာမူရစ်နေမဲ့အစားအတိညာဏ်ကိုအသုံးချပြီးတော့ပညာတွေကုသိုလ်တွေရအောင်စီဘူးအထုတ်နေတော့အဲ့ဒီရလာတဲ့ပညာရလာတဲ့ကုသိုလ်တရားတွေနဲ့အများအကျိုးလုံးနိုင်အကယ်၍မူရစ်ပြီးတော့နေမယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာအများကောင်းကျိုးမလုံးဘူးမလုံးနိုင်ရုံမကအနိကဆုံးမိသားစုကိုဒုက္ခပေးတယ်မိသားစုဒုက္ခပေးရကတငယ်ချင်းပေါင်းသိနေဒုက္ခပေးရရောက်ရာကိုဒုက္ခပေးတယ်မြို့နယ်ကိုဒုက္ခပေးတယ်တိုင်းပြည်ကိုဒုက္ခပေးတယ်လို့ဖြစ်သွားတယ်နောက်အဲ့ဒါကြောင့်မလို့၅ပါးသီလလေးပဲကြည့်လိုက်သီလကုသိုလ်ဟာကိုယ့်အတွက်ဆောင်ထိန်တာဖြစ်ပေမဲ့လို့အများအတွက်အများကြီးကျိုးဖြစ်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသီလကိုမဟာဒါနလို့ဟောထားတာရှိတယ်ဘာပေးတာတော့ဆိုတော့သူများကိုဘေးမဲ့အလှပေးလိုက်တာအဘယဒါနကိုကြောင့်ဘေးမရှိတော့ဘူးရံမရှိတော့ဘူးဟောမဟာဒါနလို့ဟောထားတာရှိအဲကြောင့်မို့သီလဆောက်တည်ခြင်းအပြင်ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားပြီးသားဖြစ်သွားတယ်အဒေါသဆိုတဲ့မေတ္တာတရားကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာပွားများပြီးသားဖြစ်သွားတယ်ဒါတွေဟာကိုယ့်အတွက်သာအကျိုးဖြစ်တာမဟုတ်ဘူးတချို့ကုသိုလ်လုပ်ရင်ကိုယ်သာရတယ်လို့ထင်တာမဟုတ်ဘူးအများအတွက်လက်ရှိချက်ချင်းအကျိုးပြုသွားတယ်ဒီကုသိုလ်ချက်ချင်းအကျိုးပြုသွားတာအများအတွက်အကျိုးဖြစ်သွားတယ်ဟောနောက်ဘာဝနာကုသိုလ်ဆိုတာကြတော့ဒီကိုယ်စိတ်စဉ်ပို့ပြီးတော့ခိုင်မာအောင်ဒါနတဲ့ပို့ပြီးတော့ခိုင်မာသွားမယ်သီလဆိုတာတဲ့ပို့ပြီးတော့ခိုင်မာသွားအောင်ကိုယ်စိတ်ထဲမှာကိုမကောင်းတဲ့အညစ်အကြေးတွေမဖြစ်အောင်ဖယ်ရှားပစ်တယ်ကောင်းတဲ့အရာတွေကိုလေ့ကျင့်မွေးမြူပြီးတော့ပြီးတယ်ဘာဝနာအလုပ်ကိုလုပ်ခြင်းအပြင်တတိတွေပိုကောင်းလာတယ်သမာဓိတွေပိုကောင်းလာတယ်ပညာတွေပိုကောင်းလာတယ်ဘဝကြီးကိုရှင်းရှင်းလင်းလင်းပို့ပြီးတော့သိလာတယ်ကိုသွားရမယ့်လမ်းကြောင်းကြီးဟာပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာပြီဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာတွေသိရှိနားလည်လာမကောင်းတဲ့ဒီစိတ်ဓာတ်တွေဟာတဖြည်းဖြည်းနောက်ဆုတ်သွားပြီးတော့ကောင်းမြတ်ဖြူစင်တဲ့စိတ်ဓာတ်တွေကြီးထွားလာ
ဒါဘာဝနာအလုပ်ပဲဒါကြောင့်ဘုရားစွာဘုရားဟောတာဒါနသီလဘာဝနာကုသိုလ်ကောင်းမှုသုံးမျိုးဒီလိုဆိုတာဒါကနောက်တစ်ခါရှုထောင့်တစ်ခုကနေပြောတဲ့အခါမှာကုသိုလ်သုံးမျိုးဆိုဒီမှာဘာတော့လက်တွေ့ကျင့်သုံးရမယ်ကုသိုလ်သုံးမျိုးကသီလသမာဓိပညာသူအစစ်နဲ့သူသီလကိုချင်းသီလကိုထိန်းသိမ်းဆောက်ရှောက်တယ်ဒါဖြင့်သီလဆိုတာဘယ်လိုအဆိုးတရားတွေကိုဖယ်ရှားတာတုံးဆိုတိုက်ပွဲဝင်တဲ့သဘောပဲနော်လူတွေရဲ့တဏ္ဍာမှာရှိတဲ့ဆိုပါစို့အဝတ်တစ်ထည်ညှဉ်းနှွမ်းပြီးတော့နေတယ်အဲ့ဒီညှဉ်းနှွမ်းနေတဲ့အဝတ်တစ်ထည်မှာအညစ်အကြေးကဘယ်နှမျိုးခွဲခြားပြီးတော့ပြောနိုင်တော့ဆိုပထမအဆင့်အလွန်အယုတ်ဆိုးအကြည့်တန်နေတဲ့အညစ်အကြေးဒုတိယအဆင့်အလယ်လတ်အညစ်အကြေးနဲ့တတိယအမြဲတမ်းသိမွေးတဲ့သိသိမ့်နဲ့အညစ်အကြေးလို့အညစ်အကြေးကိုအဆင့်၃ဆင့်ရှိတယ်လို့စိတ်ထဲမှာလည်းပဲလူသိထင်ရှားပြီးတော့ရုပ်ပြည့်စင်မြဲဖြစ်လောက်အောင်နော်ရုပ်ပြည့်စင်မြဲဖြစ်လောက်အောင်အကုသိုလ်ကရုပ်ပြည့်စင်မြဲဖြစ်လောက်အောင်လုပ်တဲ့ဝိတိတ်ကမဆိုတဲ့အကုသိုလ်ကိလေသာရှိတယ်ဝိတိတ်ကမဆိုတာမပြောတဲ့စကားပြောပလိုက်တယ်မလုပ်တဲ့အလုပ်လုပ်ပလိုက်တယ်လူသိထင်ရှားဖြစ်သွားအများအတွက်အများရဲ့ဂျားမှာရှက်စရာဖြစ်သွားဖုံးလို့ပြီးလို့မရအောင်ရှက်စရာကြီးတစ်ခုဖြစ်သွားအဲ့ဒါဝိတိတ်ကမအကျဉ်းစားလို့ခေါ်တယ်နောက်တစ်ခုကတော့စိတ်ထဲမှာဖြစ်နေတာလူသိမသိလိုက်ဘူးစိတ်ထဲမှာဖြစ်နေတာအလဲအလတ်စားအဲ့ဒါကိုပရိယုဋ္ဌာနာလို့ခေါ်တယ်စိတ်ထဲမှာဖြစ်လာတယ်စိတ်ထဲမှာဖြစ်လာတော့ဘေးကတော့မသိဘူးကိုယ်စိတ်ထဲမှာတော့ဖြစ်လာမကောင်းတဲ့အကုသိုလ်တွေမကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေတယ်အဲ့ဒါကအလတ်စားလူမသိသူမသိဟောနောက်တစ်ခုကျတော့အဲ့ဒါလို့ဖြစ်မလာဘူးသို့တော့ယောဂအငုတ်ကရှိနေတယ် positive ဖြစ်နေတယ်ပေါ့ခုခေတ်ပြောလို့ဆို positive HIV positive နော် COPD positive သွားဆန်းလိုက်ရင်ရှိနေတယ်အဲ့ဒါသို့တော့ activate မဖြစ်သေးဘူး positive ဖြစ် positive ဖြစ်နေတယ်ဆိုရင်အန္တရာယ်ကြီးပဲလေဒါရှိနေတယ်လို့ပြောတယ်အန္တရာယ်ကြီးပဲအဲ့ဒါလိုပဲကိလေသာကလည်း positive ဖြစ်နေတဲ့ကိလေသာရှိတယ် activate ဖြစ်လာတဲ့ကိလေသာရှိတယ်အဲ့ဒီနောက်တော့ကျွလွန်ဖောက်ဖြစ်တဲ့ပေါက်ကွဲလာတဲ့ကိလေသာရှိတယ်၃မျိုးအဲ့ဒီ၃မျိုးအဲ့ဒီ၃မျိုးကိုကိလေသာအဆင့်၃မျိုးကိုပြန်လီတိုက်ခိုက်တွန်းလှန်တာလည်းအဆင့်၃မျိုးနဲ့ပြန်လီတိုက်ခိုက်တွန်းလှန်ခုနလွန်ကျူးတဲ့ဖောက်ဖြစ်တယ်ဆိုတဲ့ဝိတိတ်ကမပေါ့နော်ဝိတိတ်ကမအဲ့ဒီဝိတိတ်ကမဆိုတဲ့ဒီဘာပဲ action နဲ့misconduct ပေါ့ဘာပဲ misconduct physical misconduct အဲ့ဒီလိုမမယွင်ယွင်လောက်ရတယ်ဘယ်သူနဲ့တားတော့ဆိုသီလနဲ့တားလိုက်သီလထိမ့်သိမ်းဆောက်ရှောက်ခြင်းအပြင်မပြောတဲ့နာတွေမပြောမိတော့ဘူးမလုပ်တဲ့နာတွေမလုပ်မိတော့ဘူးဟောအဲ့ဒါဝိတိတ်ကမအကုသိုလ်ကိုသီလနဲ့ဖယ်တာသို့တော့စိတ်ကိုမထိန်နိုင်သေးဘူး positive ကိုမထိနိုင်သေးဘူးအပေါ်ယံဖြစ်လာမယ့်ဟာကိုထိန်လိုက်တာအရှိန်တစ်ခုထိန်ထားတာနော်ပထမအဆင့်ဒါကြောင့်မို့သီလလိုအပ်တယ်ဒီပေါက်ကွဲလာပြီးတော့ကုဆက်လောင်ကျွမ်းနေတာကိုမှမထိန်မဲနဲ့အတွင်းအနှစ်ကိုသွားထိန်လို့မရဘူးလေသူကနော်ဒါကြောင့်မို့လို့ပထမပေါက်ကွဲလွန်ကျူးလာတဲ့ကိလေသာကိုသီလနဲ့ဖန်ထိန်ထားတယ်ထိန်တဲ့အတွက်ကြောင့်သီလရှိတယ်ဆိုတော့ဘေးကလူတွေရဲ့ကြည့်သူတော်ကောင်းပဲကိုချင်းသီလတွေရှိမပြောတဲ့နာတွေမပြောဘူးမလုပ်တဲ့နာတွေမလုပ်ဘူးထိန်ချုပ်တာသီလပြည့်စုံရင်အဲ့ဒါလိုအနေထားမျိုးရောက်တာသို့တော့စိတ်ထဲမှာတော့အရှုပ်ထွေးတွေပွားအပေါ်ယံရွှေမုံချဲအထဲကနောက်ချေးခံစွာလို့အတွင်းကတော့မတန့်ပြတ်ဘူးအပြင်ဘက်ကတော့သူတော်ကောင်းအသွင်ဖြစ်နေတယ်ဘာ
ဘာနဲ့ထိန်းတော့သီလနဲ့ထိန်းတာလို့ကြည့်ပြောရှုပြောဖြစ်လာအဲ့ဒီမှာအတွင်းကနေပြီးတော့ပေါက်ကွဲနေတဲ့ activate ဖြစ်နေတဲ့ကိလေသာကိုဘာနဲ့ထိန်းလိုက်တယ်ဆိုတမာတိကျင့်စဉ်တစ်ခုနဲ့ဖန်ထိုက်တာအာယုတစ်ခုပေါ်မှာအာယုစိုက်နေခြင်းအဖြစ်အာယုတစ်ခုပေါ်မှာအာယုစိုက်နေဖះကိုအာယုပြုနေမယ်တရားကိုအာယုပြုနေမယ်တန်ခါကိုအာယုပြုနေခုံတော်တွေကိုအာယုပြုနေတဲ့အချိန်မှာလောဘဆိုတာလည်း activate ဖြစ်မလားဒေါသလည်း activate ဖြစ်မလားမောဟကလည်း activate ဖြစ်မလားလှုပ်ရှားမလားဖះအာယုတရားအာယုတန်ခါအာယုပေါ်မှာစိတ်ကလေးဟာငြိမ်နေနော်ထိမ့်နေတာလို့ခေါ်ရတာထိမ့်သိမ့်နေတဲ့အလုပ်ကိုလုပ်တယ်အာယုတစ်ခုနဲ့ပြောင်းလဲပေးထားခြင်းအပြင်ကိုယ်စိတ်ထဲမှာလောဘဖြစ်ရမှာမဖြစ်တော့ဒေါသဖြစ်ရမှာမဖြစ်တော့မောဟဖြစ်ဒါအမျက်ပဲအဲ့လိုမဟုတ်ဘဲနဲ့တရားထိုင်ရင်တောင်းမြင်မြောက်မြင်မြင်တာကိုသဘောကျနေလို့ကတော့တွေးချင်တိုင်းတွေးလေမြင်ချင်တာတွေမြင်မှာပဲအဲ့ဒီလူဟာကအနှစ်သာရမဟုတ်ဘူးတကယ်ကနော်အနှစ်သာရမဟုတ်ဘူးအဲ့ဒါကိုအနှစ်ထင်ပြီးတော့လိုက်ရှားနေမယ်ဆိုရင်တော့တကယ်အနှစ်သာရတွေးမှာမဟုတ်ဘူးတကယ်အနှစ်သာရဆိုတာကိုယ်စိတ်ကိုဘယ်လောက်ထိန်းနိုင်တယ်လဲတန်ရှင်းတဲ့စိတ်ကဘယ်လောက်ရလဲဒါကအဓိကကြများသောအားဖြင့်တရားထိုင်တဲ့ပုဂ္ဂိုလ်တွေဟာတမာရီလေးရပြီးတော့ခန္ဓာကိုယ်ကြီးကိုပေါ့သွားတာပဲလို့နော်လူကကောင်းကင်ကြီးရောက်သွားသလိုပြန်သွားခံစားမှုတွေကတော့အမျိုးမျိုးသူလာချင်တာလာမှာပဲလေအဲ့ဒါတွေကအနှစ်သာရမဟုတ်ဘူးခန္ဓာကိုယ်ကလင်းရောင်တွေထွက်လာတယ်လို့နော်ခန္ဓာကိုယ်ကြီးကမြောက်တက်သွားတယ်လို့ဒီစိတ်လေးကငြိမ်ကျသွားပြီးတော့ချုပ်သွားတယ်လို့ဒါမျိုးတွေကတာယာဝယ်ရာတွေမဟုတ်ဘူးဒါစိတ်ကိုထိန်းလို့တမာတိရဲ့ result တွေ effect တွေသာဖြစ်တယ်နော်စိတ်တော့လိုက်ရင်လည်းဖြစ်တတ်ပါတယ်အဲ့ဒါတရားအာမထုတ်ပဲနဲ့လေတရားအာမထုတ်ပဲနဲ့ဒါရစီပင်တွေကတော့တောက်ကြည့်ပါလားအဲ့ဒါမျိုးတွေမူရစေတောက်ကြည့်လေအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်ဖြစ်တယ်ဆေးစွမ်းအားနဲ့လည်းဖြစ်တယ်ရှိပါလားဆေးကြောင့်ရှူတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်တစ်တုံးသေးသေးလေးကိုအကြီးကြီးထင်ပြီးကြော်နေတာလေရှိတယ်ဒါကြောက်တာအရေသမားကြတော့ချဟာဆိုပြီးတော့စိတ်ကကြွလာအဲ့လိုဘိန်းသမားကြတော့လေကုတ်ကလေးနေချင်တာအဲ့ဒါတွေကဒီတစုံတစ်ခုသောလောက်ရရဲ့ effect တွေသာဖြစ်တယ်ပေါ့အဓိကအနှစ်သာရတွေမဟုတ်ဘူးအဓိကအနှစ်သာရတွေကဘာတွေလဲလို့ဆိုရင်ခုနပြောတဲ့အကုသိုလ်တွေကိုဘယ်လောက်ထိန်းထားနိုင်တယ်လဲအနှစ်သာရဒီအာယုံတွေ့ရင်စိတ်ဆိုးနေကြမဆိုတော့ဒီအာယုံတွေ့နေကြလူချင်းတတ်မဲ့မှုတွေဖြစ်တယ်မဖြစ်တော့ဘူးဟောဒီအာယုံကိုငါကအမှတ်တမဲ့နေတယ်မသိဘူးအခုသိတယ်ဟောဒါတွေကအကျိုးအမြတ်တွေပဲဒီလိုဆိုလို့အဲ့တော့ဘာဝနာလုပ်ငန်းလုပ်ရင်ခုနကစိတ်ထဲမှာဖြစ်တဲ့တမာတိကျင့်စဉ်လေးတခုကျင့်ထားတာဟာဘာအတွက်လဲလို့ဆိုရင်လောဘဖြစ်เสียအောင်လည်းမဖြစ်အောင်ထိန်းထားလိုက်တယ်ဒေါသ activate ဖြစ်မလာအောင်ထိန်းထားလိုက်တယ်မောဟတွေမာနတွေဉာဏ်နဲ့အတွေးအကြံတွေကိုအကြောင်းပြုပြီးအကုသိုလ်ဖြစ်မှာတွေကိုထိန်းထားလိုက်တယ်အဲ့ဒါဘယ်သူကထိန်းတာလို့ဆိုတမာတိကထိန်းပေးသွားတာဟောကြည့်အကျမ်းစာနှစ်ခုပြောက်သွားပြီဝိတိတ်ကမဆိုတဲ့လောင်ကျွမ်းကူးဆက်ကျွလွန်ဖောက်ဖြက်ဆိုတဲ့ဒီအကုသိုလ်အရင်စားလူသိထင်ရှားတဲ့ရုပ်ပြည့်စင်ပြည့်ကြီးတွေကိုသီလနဲ့ဖန်ထိုင်တာသီလကဖယ်ဖြက်ပြလိုက်တဲ့ activate လို့ခေါ်တဲ့ပောက်ကွဲလာတဲ့အဆင့်ကိုတမာတိကထိန်းထားလိုက်တယ်ဟောဘာကြံတော့တုံးဆို positive ဆိုတာကြံတယ်ခန္ဓာကိုယ်ထဲမှာလောဘဆိုတဲ့အငုတ်ကလေးကြံနေတယ်ဒေါသမောဟအငုတ်တွေကြံနေအဲ့ဒီအငုတ်ကတော့ပြုံးနဲ့နေမှာပဲသူကမထွက်လာဟောတာနော်သူငုံနေလို့ရှင်ရဟန္တာလို့ပဲနေမှာပဲသူအပြင်မှာဘာမှပြမနေဘူးဆိုပါစို့ positive ရှိနေတဲ့ပုဂ္ဂိုလ်ယောဂ positive ရှိပြီး activate မဖြစ်ဘူးဆိုသူကပဂတိလူလိုပဲလူချမ်းမှာသွားလာစားတော့ဒီလိုပဲနေမှာပဲလေactivate ဖြစ်လာပြီဆိုမှလူမဖြစ်မှာဟုတ်အဲ့ဒါလိုပဲဒီကိလေသာတွေဟာရင်ထဲနှလုံးထဲမှာရောက်ရင်တော့သူတော်ကောင်းကြီးပဲလို့ဒီလိုထင်ကြမှာ activate မဖြစ်သေးဘူး positive ရှိသို့တော့ဘာနဲ့ဥပမာတူတော့ဆိုဗမာစကားလိုပဲ
အဲ့ဒီ positive ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာမဘွေးကိုကပိုက်ပိုက်ထားတဲ့လူနဲ့တူတူပဲမဘွေးကိုကုတ်ကပိုက်ထဲမှာထည့်ထားတဲ့လူလိုပဲအန္တရာယ်ကြီးကိုလွဲထားတယ်လို့ဒီလိုပြောဟောမွေကြိုက်ရင်ဒုက္ခရောက်တော့မယ်သူကမွေရလည်းအချိန်မရွေးသူကြိုက်နိုင်နေပြီကပိုက်ထဲမှာမွေရရောက်နေအဲ့ဒါနဲ့အလားတူတူတယ်အဲ့တော့ဒီ positive ကို negative ဖြစ်အောင်လုပ်အောင် negative ဖြစ်အောင်လုပ်တာကြတော့ဘာနဲ့မှလုပ်လို့ရတော့ဆိုတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့မဲ့ပညာဖို့ပညာရပြီဆိုတဲ့အခါကျမှမဲ့တို့ဖို့တော့ကမှ positive ကို negative ဖြစ်အောင်လုပ်နိုင်တယ်ကျန်တာတွေမလုပ်နိုင်အဓိကကတော့ပညာတောင်မှပဲဆင့်သက်သွားမယ်ဝိပဿနာပညာကတခဏတော့ negative ဖြစ်အောင်လုပ်ထားနိုင်တယ်ဒါပေမဲ့ထာဝရ negative မဖြစ်ဘူးမဲ့ပညာဖို့ပညာရပြီဆိုရင်ထာဝရ negative ဖြစ်သွားဒီယောဂဟာပြန်မပေါ်တော့ဘူးဘယ်တော့မှလုံးဝအမြစ်ပါမကြံဖြစ်တော့အနုတ္တယလို့ခေါ်တော့အနုတ္တယရဲ့အဓိပ္ပာယ်ကအနုရူပံကာရဏံလဘိတ္တဝဥပ္ပစ္စတိနောက်ထပ်အကြောင်းတစ်ခုထပ်ထည့်လိုက်တာနဲ့အားပေးမဲ့အကြောင်းတစ်ခုထပ်ထည့်လိုက်တာနဲ့အတိပိတ်ဖြစ်သွားတာဒီလိုဆိုလို့ဆိုပါစို့ထင်ရှားအောင်ပြောရမယ်ဆိုရင် gas မီးချဖူးလေးပဲကြည့် gas မီးချဖူးလေးထဲမှာထဲထဲမှာ gas တွေအပြည့်ရှိတယ်နောက်ထပ်ဖိချစ်ချင်းဆိုတဲ့အကြောင်းလေးတစ်ခုထပ်ထည့်လိုက်မယ်ဆိုရင်မီးတော့ထွက်လာဒီတိုင်းထားမယ်ဘိန်းလုံးကိုဘာမှမဖိဘူးဆိုလို့ရှိရင် तू က positive ဆက်မရှိတယ် positive ဆက်မရှိမီးမတောက်ရင်မလောင်ဘူးမပူဘူးနောက်ထပ်အကြောင်းတစ်ခုထပ်မထည့်လိုက်နဲ့ထည့်လိုက်လို့ရှိရင်ဟုတ်ဆိုမီးတော့တောက်လာရင်လောင်မယ်ပူမယ် तू ကရှေ့ဆက်လုံးတော့အဲ့ဒီလိုအဓိပ္ပာယ်ရှိတယ်အနုတ္တယဆိုဒီမှာအခြေအနေတစ်ခုရှိနေတယ် potentiality လို့ခေါ်ဖြစ်နိုင်တဲ့အနေအထားတစ်ခု possibility ဆိုတဲ့သဘောတရားအကြောင်းတစ်ခုထပ်ပိုးလိုက်တာနဲ့တပြိုင်နက်ဖြစ်လာမှာအဲ့ဒီဖြစ်လာမဲ့အနေအထားကိုဖြည့်ဆည်းလိုက် gas တွေကုန်သွန်ပြလိုက်မယ်ဆေးကြောပြလိုက်မယ်အဲထဲမှာကရိယာကိုဖယ်ပလိုက်မယ်နော်ဘိန်းလုံးတွေပဲဖြုတ်ပလိုက်မယ်ဆိုဖိချင်တိုင်းဖိချစ်ချင်တိုင်းချစ်လာတော့အဲ့ဒါ negative ဖြစ်အောင်လုပ်တဲ့နေရာတော့ဒါပဲဖြည့်ဆည်းပြီအဲ့တော့ဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒါလိုဖြစ်အောင်လုပ်တာအဲ့ဒါလိုသဘောမပေါက်လို့ရှိရင်ဘာဖြစ်တော့ဆိုကိုကလုပ်တာက negative ဖြစ်အောင်လုပ်တာ positive တွေကထပ်ထပ်တိုးလာတယ်ငါကမှတရားဘယ်နဲ့ချိန်ထိုင်တာတော့တမာတိကငါဘယ်လောက်ကောင်းလဲဆိုမာနဆိုတဲ့တရားပိုထပ်ပိုးလာပြန်တယ်အဲ့ဒီပေါ်မှာตายရတဲ့လောဘဆိုတာထပ်ပိုးလာပြန်အဲ့တော့ပေါ့စီလို့ကြောင်ရုပ်ထုံးဆေးအတွက်လေးဆိုတာဖြစ်တယ်စိတ်မထားတတ်လို့ရှင်လေကြောင်ရုပ်ထုံးရင်ပေါ့တယ်ဆိုပြီးတော့ထိုးတာအဲ့ဒီထိုးလိုက်တဲ့ဆေးကြောင့်ပိုလေးသွားတာမျိုးပေါ့မပေါ့ပဲနဲ့လေးသွားတရားထုတ်လိုက်မှပိုဆိုးသွားတာမျိုးတွေမကောင်းတဲ့အတွေ့တွေဝင်လာတယ်ကြံတဲ့လူတွေပေါ်မှာအထင်သေးအမြင်သေးတွေဖြစ်လာတယ်ဟောဒါမျိုးတွေဖြစ်လာလို့ရှင်တရားအမထုတ်ခင်ကတော့ရိုးရိုးပါပဲတရားထုတ်လိုက်တဲ့အခါကျတော့ငါလိုလူရှိသေးလားလို့ကြံတဲ့လူတွေကအလကားနလဘိန်းတုံးနေဆိုတဲ့အမြင်မျိုးမြင်သွားလို့ရှင်သွားရောနော်ကပိလယဟန်ကြီးဟာအဲ့ဒီလိုဖြစ်သွားတယ်စာရိတက်ပြီးတဲ့အခါမှာသူကကြံတဲ့လူတွေပေါ်မှာထင်သေးမြင်သေးသွားလို့တယ်နောက်ဆုံးဘယ်ထိအောင်ရောက်သွားတော့ဝိဇင်ငယ်ကျသွားတယ်ဝိဇင်ငယ်ထိအောင်ကျသွားတယ်ဒါကြောင့်မို့လေဒီဆရာတော်ကြီးကတတိပေးထားလေပိဋကအစွဲထောင်လင်အပယ်ပေါင်းဆင်းရလိမ့်နေအမှန်ကတော့ပိဋကကအစွဲထောင်တာမဟုတ်ပါဘူးနော်ပိဋကကိုအကြောင်းပြုပြီးတော့ဆွဲထောင်တဲ့လူကကိုယ်ပဲဘာဆွဲတော့ဆိုမာနအစွဲကြီးထောင်မာနနောက်ကဘာပါလာတော့ဆိုဒေါသတို့လောဘတို့ပါလာတာပေါ့တတိကြီးသူကမိတ်ဆွေတွေကြီးပဲအကုန်အကုသိုလ်ကလည်းသူတို့အပေါင်းအသင်းရောင်းရင်းနေနဲ့နေတာတယောက်တည်းနေတာမဟုတ်ဘူးမာနဝင်လာရင်နောက်ကလိုက်လာကြပြီသူ့အဖွဲ့တွေကအကုန်လုံးအားပေးအားမြောက်အကုန်လုံးကြတာဝိုင်းပြီးတော့ကောင်းတဲ့စိတ်ကလည်းထို့တူပဲ
တရားတို့တတိတို့ဝင်လာပြီဆိုရင်ပညာတို့တမာတိတို့ပါလာကြတာနောက်ကနေတတိကြီးကောင်းတဲ့လူဆိုရင်ကောင်းတဲ့အတိုင်းဝိုင်းနဲ့ရောက်သွားတာမကောင်းတဲ့လူကမကောင်းတဲ့အတိုင်းဝိုင်းနဲ့ရောက်သွားတယ်လို့ပဲစိတ်မှလည်းပဲကောင်းတဲ့အတိုင်းဝိုင်းမကောင်းတဲ့အတိုင်းဝိုင်းအမြဲရှိနေတယ်ပေါ့ဒါကြောင့်အလွန်တတိထားစရာကောင်းတယ်လို့မြတ်စွာဘုရားသီလသမာဓိပညာလို့ဆိုတဲ့ကျင့်စရာ၃ခုဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်၃မျိုးကုသိုလ်၃မျိုးကျင့်စရာသိက္ခာ၃မျိုးဟောတာဟာဒီအဓိပ္ပာယ်နဲ့ဟောတာဘာအဓိပ္ပာယ်လဲလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမဒီ mind center teaching စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်တော့ကြောင့်စိတ်စင်ကြယ်တန်ရှင်းအောင်ဆုံးမဩဝါဒပေးခြင်းများတာဖြစ်တယ်စိတ်စင်ကြယ်အောင်လုပ်တဲ့နည်းစနစ်ကိုအဆင့်30နဲ့လုပ်သွားပထမအကျမ်းကိုသီလနဲ့ဆေးကြောတယ်ဒုတိယအလတ်စားကိုတမာတိနဲ့ဆေးကြောပြီးတော့နောက်ဆုံးအနုစားကိုတော့ပညာနဲ့ဆေးကြောတယ်အဲ့ဒါလို့ယဟန္တာပုဂ္ဂိုလ်တွေကအဲ့ဒါလို့3ဆင့်ဆေးကြောတာတောင်ဘာကြမ်းနေသေးတော့ဆိုဝါဒနာလေးတွေကြမ်းနေသေးတယ်မြတ်စွာဘုရားကလုံးဝအနန္တမရှိအောင်ကုံအောင်ဆေးကြောနိုင်တယ်ယဟန္တာပုဂ္ဂိုလ်တွေတောင်မှဝါဒနာဆိုတဲ့အနတ်သက်လေးတွေကကြမ်းတယ်မကြမ်းအောင်မလုပ်နိုင်ဘူး။ဘာကြောင့်လဲဆိုကိလေသာရဲ့စွဲရင်တတ္တိတွေကအလွန်ကြီးမားတယ်လေ။တဏှာကနေစွဲလာတဲ့ကိလေသာတွေအလွယ်တကူနဲ့တော့ပယ်ဖြတ်လို့ရမှာမဟုတ်ဘူး။တစ်ချိန်တစ်ခါလို့ရုံနဲ့ပြောင်းမှာမဟုတ်ဘူး။အချိန်ချင်းအထက်ထပ်အများကြီးလို့တရားစခန်းဆိုတာလဲရှိတုံးလေးတွေဝင်ရမှာမဟုတ်ဘူး။ကိုယ်နေစဉ်ဘဝနေတဲ့အချိန်မှာလည်းမှန်ကန်တဲ့နှလုံးသွင်းမှုတွေနဲ့နေကြတရားနှလုံးသွင်းမှုဆိုတာဘယ်နေရာမှာဆိုနှလုံးသွင်းလို့ရတယ်ပေါ့အဲ့ဒီလိုမဟုတ်ဘဲနဲ့တစ်နှစ်မှာတကြံချိန်လေးလာပြီးနှလုံးသွင်းကြံတဲ့အချိန်မှာဘာတွေဖြစ်နေတော့ဆိုတစ်နှစ်လုံးမှာဒီ9ရက်လောက်လေးတွေပဲဆေးကြောပြီးတော့တစ်နှစ်လုံးပြစ်ထားလိုက်မယ်ရက်ပေါင်း365ရက်ရှိတယ်ထင်မယ်နော်9ရက်တည်းပဲဆေးကြောပြီးရက်ပေါင်း360ပြစ်ထားတဲ့ကြီးဟာနောက်တခါ9ရက်ထပ်ဆေးဘယ်လိုလုပ်ပြောင်းဘူးနော်ပြစ်ထားတဲ့ရက်နဲ့ဆေးတဲ့ရက်ကအလွန်ကွာခြားနေတယ်လွန်ကွာခြားနေမပြောင်းနိုင်ဘူးဒုတဲ့ကြီးကပိုတက်နေတယ်အဲ့ဒါကြောင့်မလို့တရားဆိုတာအမြဲတမ်းမပြတ်ကိုယ်အိမ်မှာလုံရင်ကြင်ရင်နေရင်သွားရင်ကစပြီးတော့ဒီနှလုံးသွင်းတရားရှိနေရမယ်အမြဲတမ်းဆင်ញင်သုံးသပ်နေရမယ်အကုသိုလ်တွေကိုလျှော့ချနေရမယ်ဒီလိုလျှော့ချနေမှတဘာဝကြတယ်အနုဘဆိုရင်ရိတ်တာတစ်ခုကနေရိတ်တာတစ်ခုသွားကောင်းကောင်းလေးစားဟိုရိတ်တာကအကျွေးမွေးကောင်းတယ်ဒီရိတ်တာကအကျွေးမွေးညံ့တယ်ဟိုရိတ်တာကနေရထိုင်ရအစာအုပ်ကမကောင်းဘူးဒီပဲရိတ်တာကအစာအုပ်ကောင်းတယ်ဆိုအပေါ်ယံတွေကိုရှောက်တွေးပြီးတော့တာယာမှုတွေကိလေသာတွေပဲတိုးနေမှာပဲနော်ကိလေသာကတော့ယော့မှာမဟုတ်ဘူးအဲ့တော့မှန်ကန်တဲ့အမြင်တစ်ခုမြင်ဖို့သိအရေးကြီးပါတယ်လို့ဘယ်နေရာမှာပဲနေတရားဒီရှိတာသွားတရားထုတ်မှတရားဆိုတာနှလုံးသွင်းရတာမဟုတ်ဘူးအိမ်မှာနေရင်လည်းပဲတရားနှလုံးသွင်းရမယ်အလုပ်သွားရင်လည်းပဲတရားနှလုံးသွင်းလို့ရတယ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဒီအလတ္ထနဲ့တပြိုင်တည်းတရားနဲ့ဆက်ချင်တဲ့နှလုံးသွင်းမှုအတွင်းဆိုပါစို့အလုတ်အကင်မှာလုံရင်ကနေပြီးတော့ကိုယ်လုံးပေါ်ကင်ဘက်တွေပေါ်မှာအေးစင်ပြေကြပါစေဆိုတာမေတ္တာဘာဝနာပွားတာပဲလေအဲ့ဒါဟာတာမန်လို့မအောင်ပဲနဲ့ဒေါသကိုချိုးနေတာပဲလမ်းကားမောင်းသွားတယ်ကိုယ်ကားရှိကနေကြော်တက်သွားတယ်မော်တော်ဆိုင်ကဖြတ်သွားတယ်ဟုတ်လားအဲ့ဒီအချိန်မှာဒေါသထွက်တတ်ကြတယ်အဲ့ဒီအချိန်မှာတနာစရာပဲအတော်မသိတဲ့လူပဲအန္တရာယ်ကင်းပါစေငါသူ့အန္တရာယ်မပေးပါဘူးဒီပြင်လူနဲ့တွေ့ရင်သူ့အန္တရာယ်ဖြစ်တော့မှာပဲဘေးကင်းပါစေဆိုမေတ္တာဖြစ်သွားမေတ္တာမဖြစ်ဘူးဆိုရင်ဒီကောင်မိုက်လိုက်တဲ့ကောင်ဆိုပြီးတော့တခါတော့ကတွေ့တော်တွေ့သေးတယ်နိုင်ငံခြားတော့မှတခါတွေ့တယ်အင်္ဂလန်လန်ဒန်သွားတော့မှမတ်ရအဲ့ဒီလူတယောက်ကကားတစ်စီးရှေ့ရနေပြီးတော့ဖြတ်သွားတော့ဟ
ဟိုကားသမားတကားဖွင့်ပြီးတော့လှမ်းပြီးအော်ဒါကိုတွေးလိုက်တယ်ဟိတ်ခိုင်းဆိုပြီးမင်းမရိုင်းလာကြည်လားပေါ့လှမ်းပြောတယ်အဲ့ဒါလန်ဒန်မှာတခါတွေးလိုက်တယ်နော်ကိုရှိပါလေဗမာပြည်မှာတော့လှမ်းဆဲသွားတာတွေတော့ခဏခဏကြားလိုက်လှမ်းဆဲသွားတကားဖွင့်ပြီးတော့လှမ်းဆဲသွားတချို့လည်းပြောသွားတာမင်းအိမ်ပြန်မရောက်ချင်တာလားအိုးစားကွဲသွားချင်တာလားတို့အဲ့လိုတွေလည်းလှမ်းပြီးတော့ကျိန်းတာတွေလည်းကြားရတယ်ကြားရတယ်အဲ့တော့ဒေါသဖြစ်เสียတော့ဟုတ်တာပဲပေါ့ဒေါသဖြစ်เสียတော့မှန်တယ်သို့တော့ကိုကဒေါသမထိန်နိုင်တဲ့အတွက်ကြောင့်ဒီလိုဖြစ်သွားတာပေါ့အဲ့ဒါကိုထိန်းနိုင်အောင်ကြိုးစားတာလေဘာဝနာတစ်ခုပဲပေါ့အစစရရအဲ့လိုသိက္ခာနိုင်စွာရှိတဲ့စိတ်ဓာတ်တွေကလေ့ကျင့်မွေးမြူကြမှာလူတိုင်းမှာဒါတတိလွတ်သွားတာနဲ့တပြိုင်နက်မထိန်နိုင်တဲ့အဆင့်ကိုရောက်သွားနိုင်တာပဲဒါကြောင့်မို့အစင်ထာဝရတတိဆိုတာရှိနေတယ်မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုတခါမေးတာလေးကိုတတိထားဖို့ရှင်မဂုဋ္ဌိကကမေးတယ်ရှင်ဘုရားတဲ့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဘဝတုတ္တဘုရားရဲ့အဆုံးအမတွေကိုနာယူထားတဲ့ဘဝတုတ္တရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးဟာဘာကိုနေ့စဉ်နဲ့အမျှနှလုံးသွင်းပြီးတော့နေရမလဲဆင်ခြင်ပြီးတော့နေရမလဲလို့ဆိုရှင်သာရိပုတ္တရာဖြေတယ်အေးသင်္ခါရတရားတွေဟာဘယ်ရာမှမမြဲဘူးဆိုတာနှလုံးသွင်းရမှာပေါ့တဲ့အလုံးဟာသာဝရပြောင်းလဲနေတဲ့အရာတွေပဲဆိုတာနှလုံးသွင်းရမှာပေါ့ဒါဖြင့်ရှင်ဘုရားတဲ့သောတာပန်ဖြစ်သွားရင်ဘာလို့အောင်သောတာပန်ဖြစ်သွားလဲမမြဲဘူးဆိုတာကိုတွေးနေရမယ်နှလုံးသွင်းနေရတဂရကံဖြစ်ရင်ရောတဂရကံဖြစ်ရင်လည်းအဲ့ဒါပဲနှလုံးသွင်းအနာဂံဖြစ်ရင်ရောအနာဂံဖြစ်ရင်လည်းအဲ့ဒါပဲနှလုံးသွင်းပါတဲ့မမြဲဘူးဆိုတာကိုအမြဲတမ်းသတိထားနေရပါဒါဖြင့်ယဟန္တာဖြစ်သွားရင်ရောယဟန္တာဖြစ်သွားလဲဒါပဲနှလုံးသွင်းရမှာတဲ့ဆိုတော့ရှင်မဂုဋ္ဌိကပြန်ပြီးကိုတော်တဲ့ယဟန္တာဖြစ်သွားရင်ကိလေသာကုန်သွားပြီဘာမှလုပ်เสียမရှိတော့ဘူးမဟုတ်လားဆိုမှန်နေတဲ့ကိလေသာကုန်သွားပြီမဲ့လို့ယဟန္တာပုဂ္ဂိုလ်ပြီမဲ့လို့အခုလိုနှလုံးသွင်းဆင်ញင်းနေတဲ့အခိုက်မှာသူဟာစိတ်နှလုံးအေးချမ်းမှုပိုရတယ်ဒါကြောင့်ဒါပဲနှလုံးသွင်းဆိုအဲ့ဒီအဓိပ္ပာယ်ကဘာပြောတာတော့ဆိုတရားအားထုတ်ရမှာဘယ်နှရက်အားထုတ်ရမှာတော့ဘယ်နှလအားထုတ်ရမှာတော့ဘယ်နှနှစ်အားထုတ်ရမှာတော့မင်းမျက်စိမိတ်ပြီးသေသွားသည့်အထိအားထုတ်ရမှာလို့ပဲပြောရမှာနော်အကန့်အသတ်မရှိလုပ်ရမယ့်အလုပ်တစ်ခုပဲဒါအကန့်အသတ်မရှိလုပ်ရမယ့်အလုပ်တစ်ခုပဲလုပ်တယ်ဆိုတဲ့အခါမှာကိုယ်စိတ်အာရုံကလွတ်တာနဲ့တပြိုင်နက်တတိထားပြီးတော့ဆင်ញင်စဉ်းစားသွားတာအလုပ်ထဲရောက်ရင်အလုပ်နဲ့ဆက်ဆက်ပြီးတော့ကမ္မထာအာယုန်နဲ့နေတယ်အာယုန်တော့တစ်မျိုးစီတော့ပြောင်းမှာပေါ့အလုတ်ကန်းနဲ့သွားပြီးတော့ထွက်လေဝင်လေမှတ်နေလို့တော့ဖြစ်ချင်မှဖြစ်မှာပေါ့ကာမောင်ရင်ထွက်လေဝင်လေမှတ်တိုက်ကုန်မှတော့ချာအဲ့လိုတော့လည်းမရဘူးပေါ့သူဟာနဲ့သူကိလေသာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းတာကိုဆွလို့ရပေါ့အေးကာမောင်ရင်လည်းခြေစမ်းကားကြီးဟာရွေရှားနေတာပါလားနော်အားလုံးဟာမြင်ကွင်းတွေကနေပျောက်ကွယ်ပြီးတော့အတိတ်တွေဖြစ်နေတာပါလားနှလုံးသွင်းလို့ရတာပဲအဲ့လိုနှလုံးသွင်းဆင်ញင်သွားလို့ရတယ်သို့မဟုတ်ဒီပတ်ဝန်းကျင်အနေရကင်းကြပါစေဆိုရင်မေတ္တာဘာဝနာပွားကိုရှိကကိုယ်ကလုံးတဲ့လူလည်းအနေရကင်းပါစေဟောဒီလိုနှလုံးသွင်းပြီးတော့သွားမယ်ခွင့်ရေးပေးမယ်တိခံမယ်ခွင့်လွှတ်မယ်နဲ့သွားလို့ရှိရင်အနေရတွေလည်းကင်းသွားမှာပဲဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားတရားတော်ဟာတိမ်မွေ့တယ်နဲ့နဲတယ်ဆိုတာအခုလို့သိဖို့ခက်တာရဲ့သိပြန်တော့လေလှုပ်ဖို့ခက်တာတရားသိလျက်အကျင့်ခက်ဆိုတာသိတော့သိတယ်မလုံနိုင်တာဘာကြောင့်လဲဆိုတတိမေ့လို့ပဲတတိကလဲလေထွက်သွားတာဟုတ်ဒါလောက်ရမယ်ဆိုတာတတိမရဘူးတခြားဘက်ကိုစိတ်ကရောက်ပြီးတော့သွားရတယ်အဲ့ဒါကိုပြန်ပြီးတော့လေ့ကျင့်တတိကိုတူးပွားလာအောင်လုပ်တဲ့အခါမှာတတိဟာမလွတ်တော့ဘူးနောက်ကြလို့ရှိရင်ဘယ်ရာပဲဖြစ်ဖြစ်လေ့ကျင့်ပေးရတယ်လေ့ကျင့်ပေးလို့ရှိရင်အောင်မြင်မှာလောက်ကြတဲ့လေးလူတွေကကြောလေးအောင်ရင်တို့လက်ကလေးအောင်ရင်တို့ခြေထောက်ကလေးဖြစ်နေပါလို့ဖီစီယို
therapy ဆိုပြီးတော့လုပ်တယ် exercise ခါနာရဲ့လည်းသွား physiotherapy သွားလုပ်တယ်ဒါပဲစိတ်ထဲကစိတ်ခါနာနေတာကြပါမလို့စိတ်ထဲမှာလည်းခါနာနေတာရှိတာအဲ့ဒါကြတော့ပြစ်ထားလိုက်တာလောဘဖြစ်လဲပြစ်ထားလိုက်ဒေါသဖြစ်လဲပြစ်ထားလိုက်မောဟဖြစ်လဲသူ့သဘောသူ့ဆောင်ဆိုပြီးပြစ်ထားလိုက်လူခန္ဓာကိုယ်ကြတော့မှ physiotherapy ဆိုပြီးကုနေကြစိတ်ကြတော့ပြစ်ထားပြန်အဲ့ဒါဒီမြတ်စွာဘုရားပွင့်လာမှာအေးခန္ဓာကိုယ်ကြီးတင်ပြင်ရမှာမဟုတ်ဘူးမင်းတို့စိတ်ပညာစိတ်ပြင်မှလူဟာမြတ်စွာဘုရားကဟောတယ်လေစိတ်တည်တန်ခိလိဋ္ဌိဒုက္ခတိပါတိကင်္ခာစိတ်ကညင်နွမ်းနေမယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့အလားလာမင်းတို့မမျှော်လင့်နိုင်ဘူးတဲ့ပါတိကင်္ခာဆို expect မျှော်လင့်လို့မရဘူးဘယ်တော့မှ expect လုပ်လို့မရဘူးစိတ်ညစ်နွမ်းနေပြီဆိုရင်မင်းအကောင်းဘလောက်မျှော်မလာဘူးမရဘူးစိတ်ချစိတ်တွေဝိတုဒ္ဓိဒုက္ခတိပါတိကင်္ခာစိတ်ကိုစင်ကြယ်အောင်လုပ်လို့ရှိရင်တော့အကောင်းတွေဟာမျှော်လင့်ရမျှော်လင့်လာမှာပဲမျှော်လင့်တဲ့အတိုင်းဖြစ်မှာဒါကြောင့်မို့စိတ်ကိုအဓိကထားပြီးတော့လေ့ကျင့်ပွားများပြီးတန်ရှင်းအောင်လုပ်တာဘာဝနာပဲကမ္မထာအထုတ်တယ်ဆိုတာအဲ့ဒါကိုခေါ်တယ်ဘာဝနာတရားဆိုတာအဲ့ဒါကိုခေါ်တယ်နှလုံးသွင်းတရားဆိုတာအဲ့ဒါကိုခေါ်တယ်နော်ဒီဟာကိုမျက်ခြေမပြတ်ဖို့အနှစ်သာရပိုင်းကိုမလွတ်အောင်ဂရုစိုက်နိုင်ဖို့လိုအပ်ပါတယ်အဲ့တော့တတိယပြောထားတဲ့အတိုင်းစတုရရက်ခဆိုစတုရရက်ခဆိုတာလူတယောက်ရဲ့ဒီဘဝခရီးမှာအကုသိုလ်တွေမဖြစ်အောင်အဆောင်လေးဘက်လေးတန်တာအဆောင်ချထားစောင့်ချထားတယ်လို့ဒီတရား၄မျိုးဒီကပ္ပဋ္ဌာန်း၄ခုကလက်ကင်ထားပြီးတော့မပြတ်ပွားတဲ့နဲ့တဲ့။ဘာလဲနံပါတ်1ကဗုဒ္ဓနုတ္တိဘုရားကုံကိုအာရုံပြုတယ်။ဘုရားကုံကိုအာရုံပြုပြီးတော့ဗုဒ္ဓနုတ္တိကပ္ပဋ္ဌာန်းပွားခြင်းအပြင်ဘာတွေတိုးတက်လာတော့ဆိုတတိတွေတိုးတက်လာတယ်။ဟောတရားတွေတိုးပွားလာတယ်။တရားတိုးပွားလာမယ်တတိတွေတိုးပွားလာမယ်ပညာတွေတိုးပွားလာမယ်။ဟောဒီလိုတိုးပွားလာအောင်နောက်ဆုံးမှာရှင်မဘုရားကောသာကထက္ကထာထဲမှာဘယ်လိုရေးထားတော့ဆိုရင်ဗုဒ္ဓနုတ္တိခုံကိုအမြဲတမ်းထုံမွမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာစေတိယကရမေဝပူဇာရံနော်စေတီကိုးွယ်ပြီးတော့ဘုရားရုပ်ထုထားတဲ့ဘုရားအကြောင်းဆောင်လိုပဲဖြစ်သွားတယ်ဒါကအမြဲတမ်းရင်တဲ့နှလုံးထဲမှာဘုရားရှိနေတဲ့သဘောရှိနေတယ်ဆိုလို့ရှိရင်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုအဲ့ဒါကိုလည်းသွားပြီးတော့ငါဟာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီလို့သွားပြီးမထင်လေနဲ့ကိုယ်ပူဇော်တာမဟုတ်ဘူးဘုရားကိုပူဇော်နော်ဒါကြတော့တချို့ကငါဗုဒ္ဓနုတ္တိပွားတာငါရှိခိုးကြဆိုရင်အဲ့ဒါမဟုတ်သေးဘူးနော်သူကသူစေရီထိုက်တယ်လို့ပြောတယ်သူကမထိုက်ပါဘူးထိုက်တာကဘုရားကုံတော်တွေကထိုက်တာလေအဲ့ဒါအထင်လဲသွားမလွဲလေနဲ့အောင်တခါတည်းချို့ကြတော့အဲ့လိုထင်တယ်ငါစေတီထိုက်နေပြီအဲ့တော့မသိတာဘယ်လောက်ထိအောင်မသိတော့ဆိုလို့ရှိရင်တခါတော့ကကြားလိုက်တယ်သားဖာ2ယောက်သူ့သားကအရက်တောက်တဲ့အရက်တောက်တော့မင်းအရက်မတောက်နဲ့မင်းကဘာမှတရားတို့တရားမြတ်သိတာမဟုတ်ငါကသောတာပန်ဖြစ်ပြီးတောက်ချင်တယ်တော့တောက်ခိစ္စရှိငါအပေတကားပိတ်ပြီအဲ့လိုတောင်ပြောတဲ့လူတွေရှိတယ်ငါကအပေတကားပိတ်ပြီးတရားစခန်းတွေဝင်ထားတာငါတောက်လို့ကိစ္စမရှိမင်းမတောက်နဲ့ကဲဖြစ်နိုင်ပါမလားအဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်ကုန်တယ်ဆိုတာတော့အတော်ကိုဆိုးရွားတဲ့အနေအထားမျိုးဖြစ်တယ်လို့ပြောမှာဒါဘာကြောင့်ဖြစ်တာလဲဆိုသိပညာမလုံလောက်တာဘုရားဘာသာဆိုတာပညာစီးပူးအားထုတ်ပြီးတော့နားလည်နေရနားလည်မှုကသိအရေးကြီးတာပဲဒါကြောင့်မို့ဘုန်းကြီးတို့ဒီမှာဓမ္မပညာသင်တန်းဖွင့်တယ်ဆိုတာရည်ရွယ်ချက်ကဒါပဲဘုရားတရားတော်တွေကိုမူရင်းချနားလည်နေရနားမလည်ပဲနဲ့ပြောတာနားမလည်ပဲနဲ့လုပ်တာဟာတလွဲမလုပ်ပဲနေတာကောင်းတယ်နော်စက်ယုံကြီးတွေလို့ပေါ့မလဲလို့ရှိရင်မရှုံးလဲရင်ရှုံးတယ်။တရားကိုပိတ်ထားလိုက်တယ်။ပိတ်ထားလိုက်ရင်ကျွေးမတက်တော့အဲ့ဒါကောင်း။အဲ့ဒါလိုပဲ
မလုပ်ဘဲနေတာကောင်းတယ်အဲ့ဒါဆိုရင်နော်လုပ်ရင်အကုသိုလ်တွေတက်နေမှာဒီနာတမဏိစေယုံကြီးပြောတာအဲ့လိုပြောတာပဲလဲရင်ရှုံးနေလို့တဲ့မလဲပဲထားတာအဲ့ဒါမလဲရင်မရှုံးဘူးတဲ့အခုလည်းပဲမလုံတတ်တဲ့လုံတဲ့လူတွေဟာမလဲနဲ့လဲရင်ရှုံးမှာပဲတေချာအရှုံးထွက်သွားလေတော့လဲပတ်ရင်တော့အမြတ်ထွက်အောင်လဲမှဖြစ်မယ်နော်အဲ့ဒါအရေးကြီးတယ်ပေါ့အေးစတုရရခဘုရားကုံတော်ပွားများခြင်းအပြင်တရားစွမ်းအားတွေတက်လာမယ်ဘုရားကိုပို့ပြီးတော့ကြီးညိုလာတယ်လေးစားလာတယ်ဟိရိဩတ္တပတွေများလာတယ်ကိုယ်စိတ်ထဲမှာကိုယ့်ကိုယ်ဘုရားနဲ့အတူနေနေရတယ်လို့ဖြစ်တော့လေးစားလာတယ်မဟုတ်တာတွေမလုပ်ရဲတော့စိတ်ကိုယ်ကကြောက်လာတယ်ငါနာမှာဘုရားရှိတယ်ငါဘိုက်ထဲမှာဘုရားရှိနေပြီငါမဟုတ်တာလို့ရင်ဘုရားသိလိမ့်မယ်ဆိုတဲ့အကြောင်းရောနေနဲ့အကုသိုလ်ကရှောင်တယ်အဲ့ဒါဆိုရင်မြတ်ပဲနော်ငါထဲမှာဘုရားရှိနေတယ်ငါရှိခိုးကြဆိုရင်တော့ဒါမာနတွေမဟုတ်တာတွေဖြစ်ကုန်အဲ့လိုဖြစ်ရင်တော့အဲ့ဒါအယူပဲနော်ဒီလိုဖြစ်တဲ့အဲ့ဒါကြောင့်ဘုရားနုတ္တိပွားခြင်းဟာကြီးမားတဲ့စွမ်းရည်တတ္တိတွေကိုကိုယ်မှာ encouragement ဒါတွေရနောက်ပြီးတော့မေတ္တာပွားများခြင်းအပြင်ကိုယ်မှာအမုန်းမရှိဘူးရှင်ထဲမှာမုန်းတဲ့စိတ်မရှိဘူးသူများတော့ကိုယ်မုန်းညင်မုန်းမှာပေါ့မုန်းတာသူများမုန်းတာကိုယ်နဲ့မဆိုင်ဘူးလေအဲ့တော့ကိုယ်ထဲမှာဒေါသဆိုတဲ့အမုန်းတရားကိုယ်ရင်ထဲမှာမရှိတဲ့အတွက်ကြောင့်မေတ္တာဘာဝနာပွားများခြင်းအပြင်ကိုယ်ရင်ထဲမှာအတွင်းဉာဏ်ဆိုတဲ့ဒေါသကင်းသွားအတွင်းဉာဏ်ဒေါသကင်းသည့်အတွက်ကြောင့်ကိုယ့်ရဲ့အပြောအဆိုအပြုအမူတွေဟာယဉ်ကျေးလိမ္မာလာပြီးတစ်ဖက်သားနဲ့ဆက်ဆံရေးပြည့်ပြည့်လာတဲ့အတွက်ကြောင့်တစ်ဖက်သားရဲ့မေတ္တာလည်းရလာမှာပဲပေါ့ကျိုးသက်ရောက်မှုကဒီလိုဖြစ်တယ်မေတ္တာဘာဝနာပွားလို့ငါ့ကိုလူမုန်းလျောင်းမှမရှိဘူးလို့ဒီလောက်ကြီးတော့မမျော်လင့်နေနဲ့ပေါ့မြတ်စွာဘုရားတောင်မှပဲမုန်းတဲ့ပုဂ္ဂိုလ်ရှိတာပဲအဲ့ဒါလို့တော့မျော်လင့်လို့မရဘူးကိုကမမုန်းမှုပဲအရေးကြီးတာ तू မမုန်းတာကိုမတတ်နိုင်ဘူးလေမုန်းတာမမုန်းတာအဲ့တော့မေတ္တာဘာဝနာပွားခြင်းအပြင်ကိုယ်ရင်တဲ့နှလုံးထဲမှာဒေါသဆိုတဲ့ရန်သူကင်းလို့ကိုယ်ဟာအန္တရာယ်ကင်းသွားပြီဒါဝဲကြည့်အန္တရာယ်ကင်းတယ်ဟုတ်ပြီနောက်တစ်ခုလောရမှာဘာလို့ဆိုလို့ရှိရင်အတုပပွားခြင်းဟာကိုယ့်ကိုတွေ့တာခြင်းနဲ့သူများပေါ်မှာတွေ့တာခင်မင်းခြင်းဆိုတာကိုရှော့ချနိုင်ဖို့အတွက်အဲ့ဒီအတုပဘာဝနာပွားများပုံတွေကိုမြတ်စွာဘုရားကဟောထားတဲ့ဟာလေးတွေကြည့်အဋ္ဌိနံနဂရံကတံမန္တလောဟိတလိပနံကိုယ်အာယုံစိုက်ကြည့်လိုက်လို့ရှင်ခန္ဓာကိုယ်ကြီးကိုဘလို့တိဆောက်ထားတော့ဆိုအတွင်းအမာခံက skeleton တွေအယိုးတွေနဲ့တိဆောက်တာစဉ်းစားကြည့်လိုက်ရင်ငါခန္ဓာကိုယ်ကြီးဟာအယိုးတွေက frame တွေပဲအဲ့ဒါတွေနဲ့တိဆောက်ပြီးတော့မန္တလောဟိတလိပနံအဲ့ဒီအယိုးပရိသာကြီးထဲမှာအသားဆိုင်တွေထည့်ထားအသားတွေအသွေးတွေထည့်ပြီးတော့အပေါ်ကအရည်ကလေးနဲ့ကုတ်ပြီးတော့ဖုံးတာတကယ်တော့ဒီထဲမှာကြည့်ရွှန်စရာတွေကြီးပဲအားလုံးဗိုက်ထဲမှာထည့်ထားတာအကုန်ရွှန်စရာခေါင်းကနေပြီးတော့ခြေပြားအထိကြည့်လိုက်တဲ့အခါမှာဒီထဲမှာမွေးကြိုင်တာလည်းတခုမှမရှိဘူးတိမ်ထားခြင်းစရာလည်းတခုမှမရှိဘူးအကုန်လုံးဟာရွှန်စရာတွေကြီးပဲလို့ခြေစုံခေါင်းစုံဒီလူလာခောက်ပြန်ဆင်ញင်သုံးသပ်နေတာအဲ့ဒါကိုဆင်ញင်သုံးသပ်တတ်ဖို့မြတ်စွာဘုရားဟောတာအဋ္ဌိနံနဂရံကတံခန္ဓာကိုယ်ကြီးဟာအယိုးပရိဒါအင်္ဂေဟာကြီးပဲအယိုးတွေနဲ့တည်ဆောင်မန္တလောဟိတလိပနံအသားတွေအသွေးတွေနဲ့ဖုံးအုပ်ပြီးတော့အရည်ပြားလေးနဲ့ကွတ်ထားတာအပေါ်ယံလေးပဲဖြူတယ်မဲတယ်လှတယ်မလှဘူးပြောနေကြတာနော်အပေါ်အရည်ဆုပ်လိုက်လို့ရှိရင်တူတူပဲတူဘူးတယ်မဟုတ်လားကြက်တွေအရင်မဆုပ်ခင်ကတော့ဒီကြက်ကလေးကလှတယ်ဒါလေးကကြက်ကလေးကအနီရောင်လေးအဖြူရောင်လေးနဲ့ကြက်ကလေးရဲ့ကာလာလေးတွေမြင်တယ်အားလုံးအရေးဆုပ်ပြီးတော့ကြက်ကိုတုံးလုံးဆွဲထားလိုက်လို့ရှင်ပြနေတယ်ဒီပုံစံကြီးပဲအားလုံးဟာတူတူပဲလေအဲ့ဒါလည်းပဲလူခန္ဓာကိုယ်လည်းအရေးဆုပ်ပြီးထောင်ထားကြည့်လိုက်ဒီပုံစံပဲဖြစ်အဲ့ဒါကိုဆင်ញင်သုံးသပ်နှလုံးသွင်းနေမယ်ဆိုရင်ဘာဖြစ်လဲကတ္တမုရာဂါကိုလျှော့ချနိုင်တယ်ဒီလိုဆိုလို့လျှော့ချဘယ်သူကြည့်ဩအယိုးပရိသကြီးပါလားအယိုးပရိသကြီးထဲမှာအသားလေးတွေထည့်ထားတယ်အသွေးတွေတုပ်လိမ့်ထားပြီးတော့အကြောတွေနဲ့ဆိုင်းထားချီနှောင်ထားပြီးအပေါ်ကအရည်ကလေးဖုံးထားတာပါလားဒါလေးပဲလို့အဋ္ဌိနံနဂရံကတံမန္တလောဟိတလိပနံ
ယထာဇရာစမစ္ဆုစာမာနောမေခောစာဩဟိတောဒါဖြင့်အယုရိတာအင်္ဂေဟာကြီးခုလိုတိဆောက်ထားတဲ့ထဲမှာဘာတွေများထည့်ထားတာတော့ဆိုအိုခြင်းတရားနဲ့သိခြင်းတရားထည့်ထားတာတဲ့ဒီထဲမှာပါနေတာအိုခြင်းနဲ့သိခြင်းတွေပါနေတယ်မာနောမေခောစာဒီလိုအဆိုးတရားတွေရွံစရာကောင်းတာတွေစုပုံထားပြီးမဲ့လူတွေကတရားရနေကြလို့ဆိုဘယ်ရမှာတော့မာနောလက်မထောင်ငါဆိုနော်လက်မထောင်နဲ့မာနမက္ခဘသူဂိယုဆိုင်ရမှာလဲဘသူရဲ့ခြေဆုရှိရမှာလဲကိုယ့်အကိုဖြစ်လာတာဆိုပြီးတော့သူများရဲ့ခြေဆုတရားတွေကိုခြေဖြတ်တဲ့မက္ခသူတစ်ပါးကိုထောင်လွှားခြင်းနဲ့မာနအဲ့ဒီတရားတွေပဲထည့်ထားတယ်တဲ့ခန္ဓာကိုယ်ကြီးတယ်အဲ့ဒါဟာမြတ်စွာဘုရားဓမ္မပဒမှာအတုပကမ္မထံအနေနဲ့ရှုဖို့တခုဟောတာနောက်တစ်ခုကျတော့ဟောတာရှိသေးတယ်ဘိက္ခုနီမကြီးတူကိုဟောတာပရိစိဏမိတံရူပံရောဂနိလံပပင်ကုရာဟောဒီယုတ်ခန္ဓာကိုယ်ကြီးဟာတဲ့ပရိစိဏတဖြည်းဖြည်းအိုးပြီးတော့ယိုယွင်းလာဟုတ်တယ်ကိုစီးနေတဲ့ကားတွေကြည့်ပေါ့တဖြည်းဖြည်းဟိုနာကြောက်ကြဒီနာကြောက်ကြနေလှဲကြီးတွေလည်းအိုးလာတာပဲကားကြီးတွေလည်းအိုးလာတာပဲနောက်ဆုံးအဲ့ဒါလိုပဲခန္ဓာကိုယ်ကြီးကလည်းအိုးလာလူခန္ဓာကိုယ်အိုးလာပုံကြည့်ပေါ့သွားတွေကကျိုးဆံမင်းတွေကဖြူခါတွေကကိုင်းအင်အားကမရှိဒီလိုဖြစ်လာတာဒါအိုမင်းရင်းရောလာတာပရိစိဏမိတံရူပံဣဒံရူပံဤယုတ်ခန္ဓာကိုယ်ကြီးဟာပရိစိဏအိုမင်းရင်းရောပြီးတော့နေတယ်တဲ့ရောဂနိလံနီလဆိုတာအတိုက်ချက်တိုက်ငှက်တိုက်ဆိုတာဟိုစားတဲ့ငှက်တိုက်ပြောတာမဟုတ်ဘူးနော်ငှက်ရဲ့အတိုက်ငှက်ရဲ့အတိုက်လိုပဲယောဂရဲ့အတိုက်ငှက်တွေမွေးဖွားတဲ့နေရာကိုငှက်တိုက်96ပါးယောဂဝေဒနာတွေဘယ်မှာဖြစ်တာတော့ခန္ဓာကိုယ်မှာဖြစ်လို့ဒါမို့ဒီယောဂတိုက်ကြီးတဲ့ဒုတိယယရဏတိုက်ဆိုရင်လိုချင်တယ်နော်ဒါပေမဲ့ကိုရတာယောဂတိုက်ကြီးရတာဟုတ်တယ်ယောဂဖြစ်သမျှဒီမှာပဲဖြစ်တယ်ယောဂတိုက်ကြီးတရားဇာတတွေပြည့်နေတာပဲအဲ့ဒီမှာတူးကြည့်ပါစီဂျိုယောဂရောသွေးတိုးယောဂရောအကုန်နှလုံးယောဂရောတရားဇာတပစ္စည်းတွေအများကြီးပဲအဲ့ဒါယောဂမှန်သမျှဒီထဲမှာတွေ့တယ်ဒါကြောင့်မို့မြတ်စွာဘုရားရောဂနိလံနဲ့ယောဂတိုက်ကြီးတဲ့ယောဂတွေမွေးဖွားရဌာနခန္ဓာကိုယ်ကြီးဒါလည်းကမ္မထမ်းပဲဆင်ញင်ခိုင်းတာပပင်ကုရံနဲ့ကျိုးတယ်ပဲ့တယ်မလဲလိုက်နဲ့လဲလိုက်ကျိုးသွားနော်မတိုက်လိုက်နဲ့တိုက်လိုက်ကွဲသွားဟောအဲ့ဒါခန္ဓာကိုယ်ရဲ့သဘာဝကြီးကိုဆင်ញင်စဉ်းစားရောဂနိလံပပင်ကုရံဖိစတိပုတိတန်တေဟောကိုယ်ခန္ဓာကိုယ်ကြီးဟာမအိုခင်မနာခင်ရလာကြတဲ့ကပုတ်နေတာတဲ့မှန်တယ်နော်ပုတ်နေတယ်ဆိုတာမှန်တယ်ဘယ်နေရာမှမွေးကြိုင်နေတာမရှိဘူးပုတ်နေတဲ့အနတ်တွေကိုကာဝယ်ဖို့ရေချိုးရတယ်နတ်သားတွေလိမ့်ရတယ်မလိမ့်မဲနဲ့1လလောက်2လလောက်နေကြည့်ပါလားသမင်းတောင်စားဝင်မှာမဟုတ်တော့ကိုအဲ့ဒါလိုနေကြည့်ပါလားကမ္မဋ္ဌာန်းရှုဖို့တခါတော့ညနာလည်းမသိနဲ့ဘာမလုပ်နဲ့မစေးမကြောနဲ့နေကြည့်လိုက်လို့ရှိရင်တဘာဝအတိုင်းထားကြည့်လိုက်ဘိစတိပုတိပုတ်တာအဲ့ဒီလိုပုတ်နေတဲ့ခန္ဓာကိုယ်ကြီးဟာမကြခင်ပဲပြုတ်ကွက်ပြည့်စည်သွားတော့မှဘုံလဲသွားဘိစတိပုတိတန်တေဟောဘာဖြစ်လို့လဲဆိုရင်မရဏံတံဟိဇီဝိတံဘုန်းကြီးတို့တွေရတာတဲ့ဇီဝိတလို့ဆိုတဲ့ဒီအသက်ကလေးဟာကံတရားကဖန်တီးလိုက်တဲ့ဒီအသက်ကလေးဟာသိခြင်းမှာပဲအဆုံးသတ်တယ်ဒီနေ့ကျန်သိခြင်းနဲ့သူဆုံးမှာပဲအဲ့ဒီလိုမြတ်စွာဘုရားကဓမ္မပဒဂါထာမှာဒေသနာတော်တွေမှာဆင်ញင်စဉ်းစားတတ်ဖို့ဟောထားတာအဲ့ဒီလိုဆင်ញင်စဉ်းစားခြင်းဖြင့်ကိုယ်မှာဘာအကာအကွယ်တွေရတော့ဆိုလောဘဖြစ်မဲ့ဟာမဖြစ်တော့ဒေါသဖြစ်မဲ့ဟာတွေမဖြစ်တော့မောဟတွေမဖြစ်တော့အကာအကွယ်တွေဖြစ်တယ်လောဘဒေါသမောဟအတွက်အကာအကွယ်ဖြစ်လောကလူတွေကတော့လောဘဒေါသမောဟဖြစ်ခြင်းဖြစ်ပဲစေကိစ္စမရှိဘူးလိုချင်တဲ့အကာအကွယ်ကအဲ့ဒါမဟုတ်ဘူးလူတွေလိုချင်တဲ့အကာအကွယ်အဲ့ဒါမဟုတ်ဘူး
တခြားဟာသွားပြီးတော့ကာကွယ်ခြင်းနေတာလေအေးဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေဟာအင်တာမဒီအနှစ်သာရပြည့်ဝပြီးဆင်ញင်နှလုံးသွင်းမယ်ဆိုလို့ရှိရင်ဘာဝနာကုသိုလ်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ဘာဝနာကုသိုလ်တွေဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း